စားတော့မှအသေးပုံလေးရှိတော့စားအားလုံးအသေးပေးမလို့အသေးပုံတိုင်းလိုက်ပြေးမလို့ပေါ့နော်ဒါပေမဲ့အသေးမပေးလိုက်ရအောင်ပြေးနေလမ်းကနေလွဲရတယ်မသိတာပေါ့နော်ဆိုတော့ထွက်လာတာဘာကြီးထွက်လာမှမသိဘူးမနေ့ပြန်ခီးလေးသွားကြရှိတော့အင်ကြီးလေးထည့်နေတာ work trip လေးပေါ့နော် work trip တရက်နှစ်ရက်လောက်ပဲဆိုတော့ရက်တူဆိုတော့ကျွန်တော်လိုအပ်တဲ့ဟာလေးပဲထည့်နေတာပေါ့နော်ခီးသွားတိုင်းတော့ဒါဟောပေါ့ vlog ရိုက်မရရင်ဓာတ်ပုံရိုက်ဖို့ပေါ့ဒီကင်မရာပေါ့နော်ဒါလည်းကင်မရာပဲဒါပေမဲ့ပုံမှန်တော့ခီးသွားရင်ဒီဟာလေးတည်သွားတယ် lens အပိုနဲ့ပေါ့နော်ဒီခီးမှာတော့ကျွန်တော်လိုချင်တဲ့ကင်မရာလေးတစ်ခုရှိတယ်တွေ့မလားမတွေ့မလားတော့ကျွန်တော်မသိဘူးအဲကောင်ရှားနည်းနည်းခက်တယ်တော့ပြောတယ်ဘယ်ကင်မရာလဲနဲ့ကျွန်တော်ရမရတော့ vlog ဆက်ကြည့်ရင်သိမယ်ကျွန်တော်လည်းမသိဘူးလေမနေ့ကျရင် flight ကစောကြီးရှိထားပါတော့ဆိုတော့ဒီညကတော့စောစောကြိုရမယ် pack လုပ်ပြီးအိတ်တော့မှာပါဆိုတော့ဟိုရအောင်တွေ့ကြမယ် Ladies and gentlemen, please remain seated and ladies with highest level. To take out one of the favorite compliments and allocation by watching the one. The focus of occasion, please ensure that your hand luggage and passport with you. We have the pleasure to serve you. We hope to join this flight. On behalf of Captain Bobaludo, dear past officer of Gunnar, there is a flight ကတော့ sorry ပါအဲ့ဒါကြောင့် hotel မှာတရီတော့အိတ်လိုက်သေးတယ်အိတ်ပြီးတော့ work ကလည်းနည်းနည်းစောနေသေးတော့ကျွန်တော်အခုပန်းကျင်လေးရောက်နေရောက်ပြီးတစ်ပတ်လောက်လာပြီးမယ်ပြီးပြီးသွားမှရီမိုးချိုးပြီးသွားကြရရှိရသွားမယ်ပြီးသွားရင်ကျွန်တော်ရှာနေတဲ့ကင်မရာလေးသွားရှာမယ်ပေါ့နော်ဆိုတော့ပြေးခင်တော့ podcast လေးနားထောင်မယ်ဒီ Strava ပေါ့ Okay soပြေးရဲ့ route ကတော့3 kg မပြည့်ပါဘူးစားတော့မှအသေးပုံလေးရှိတော့စားအားလုံးအသေးပေးမလို့အသေးပုံတိုင်းလိုက်ပြေးမလို့ပေါ့နော်ဒါပေမဲ့အသေးမပေးလိုက်ရအောင်ပြေးနေလမ်းကနေလွဲရတယ်မသိတာပေါ့နော်ဆိုတော့ထွက်လာတာဘာကြီးထွက်လာမှမသိဘူးဒါပေမဲ့မစိုးပါဘူးချွေးထွက်သွားတယ် exercise လုပ်ဖြစ်တယ်ဆိုတော့အခုရေချိုးလိုက်မယ်ချိုးပြီးသွားရင်တော့ walk သွားမယ်ကဲစားတော့လည်း ready ဆိုတော့ကြိတ်တော့မယ် coffee လည်းပါတယ်ဒါပေမဲ့မကြိတ်ခင်ကျွန်တော်ပြောစရာသတင်းကောင်းလေးတစ်ခုရှိရဲကျွန်တော်မလာခင်တော့ကျွန်တော်ကင်မရာလေးတစ်လုံးရှာမယ်လို့ပြောတယ်ဆိုတော့အဲ့ကင်မရာလေးကတော့ရှာတွေ့ပါတယ်တိလေးမှာလက်ထဲမှာတော့ဆက်တယ်Ricoh GR3X ပါဖုန်းထက်တောင်သေးသေးတယ်ဒီကောင်လေးကအမြဲတမ်းဘယ်သွားရန်ကုန်မှာတော့တဲဝါလို့ရပါတယ်ပြီးသွားရင်ဟိုတော်တော်မိုက်တယ်ကွာဟိုထွက်တဲ့ look ကလည်းတော်တော်မိုက်တယ်ဟို online မှာကြည့်ထားတာပေါ့နော်ဒါကျွန်တော်ကြော်ကြတာလုံးဝမဟုတ်ပါဘူးဆိုတော့ကင်မရာလေးကိုစမ်းကြည့်မယ်တော်လေးမိုက်တယ်တော်လေးမိုက်တယ်အနည်းတော့ကျွန်တော်ရိုက်ပြီပါမြောက် only ရဆိုတာဒါပဲစသရိုက်လိုက်တဲ့ပုံလေးတော်တော်မိုက်တယ်ကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်ဆိုတော့ outfit လေးသွားလဲမယ်လဲပြီးတော့နောက်ထပ်တစ်နေရာကူးပြီးတော့ photo shoot လေးသွားလုပ်နေရာလေးတစ်နေရာရောက်နေပါတယ်နာမည်ကတော့ Smith Cafe တဲ့ cafe ပဲမဲ့လက်ပုံရိုက်စရာနေရာအများကြီးရှိတယ်နီမိုခေါ်လာတာတော့ vintage vibe လေးပေါ့နော်ဆိုတော့အရှိုးကြည့်လိုက်မယ်ဘာရိုက်လို့ရတယ်ဆိုတာခဏလေးတော့မိုက်တယ်ဆိုတော့ဒီနဲ့လည်းသွားရိုက်လိုက်အောင်ထိုင်လိုက်မယ်နော် Okayဒီဟာလေးလည်းတော်တော်မိုက်တယ်ဒါပေမဲ့ဒီ outfit နဲ့တော့မလိုက်ဘူးဒါပေမဲ့အထဲမှာအင်ကြီးဆိုင်ရှိရတယ်အတော်ပဲသွားမှွေလိုက်အောင်ဝါရကြရဲ့နှွေးတွေမထူးလို့အိုင်မယ်ထင်တဲ့အထည်တော့ဆွဲလိုက်တာဆိုတော့အခုမိလေးလည်းနည်းနည်းကြာပါတယ်ဆိုတော့
ရိုက်လို့ပြသွားပါပြီပုံလေးကတော့မိုက်တယ်ကြည့်တတ်ပါတယ်ဆိုတော့နောက်ခါလည်းအခြားမတူတဲ့ content လေးတွေလာပါမယ်အလုပ်တွေနဲ့လည်းပတ်သက်လို့ကျွန်တော် chill လုပ်တဲ့ဟာလေးတွေပါပါပေါ့နော် so thank you for watching the vlog ပါ see you